ဟုတ်ကဲ့ကျွန်တော်တို့အများကြီးစူးစမ်းအားထုတ်ခဲ့လို့အခုလိုပြပွဲမှာအကောင်းဆုံးတက်စစ်ရှင်နိုင်တဲ့အသင်းတွေကတည်းကဖြစ်နေတာပါစီးလျှောက်လည်းပဲဒီလိုမျိုးပဲဆက်သွားနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်ဒီနေ့ကတော့သူကတကယ်ကိုထင်ကြီးစရာကောင်းတဲ့ခြေစွမ်းမှုသူပြသခဲ့တာပါသူ့ရဲ့ကစားပုံတိုင်းပဲဂိုးဖန်တီးမှုတွေလုပ်ပေးတယ်ပြီးတော့ဂိုးသွင်းမှုတော့နှီးစက်ခဲ့ပါသေးတယ်ဟုတ်ကဲ့နီးပြကြီးရဲ့မိခင်ဖြစ်သူကွယ်လွန်သွားခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့နိုင်ပွဲကတော့ကျွန်တော်နီးပြအတွက်ပါပဲအဲ့ဒါကြောင့်မလို့ဒီနိုင်ပွဲကိုသူ့ကိုနိုင်အောင်ကံပြီးချင်တဲ့စိတ်နဲ့ကျွန်တော်နိုင်အောင်ကစားခဲ့တာပါမဟုတ်ပါဘူးကျွန်တော်တို့ကတပွဲချင်းစီကိုပဲအာယုံစိုက်ပြီးတော့အကောင်းဆုံးပြင်ဆင်ခဲ့တာပါဘာပဲဖြစ်လက်ကြီးရဲ့ကွင်းမှာကျွန်တော်တို့အပြင်းထန်စူးစမ်းနေတာကတော့တကယ်ကိုအရေးပါတာပေါ့ဗျာဒီအသင်းနဲ့ပွဲတော့ကျွန်တော်တို့ပြီးွားအာယုံစိုက်တော်မှာပါကျွန်တော်တို့သူတို့ကန်ခဲ့တဲ့ဗီဒီယိုတွေပြန်ကြည့်ပြီးတော့အကွက်ကြကြကိုကျွန်တော်တို့တည်တည်ချပြင်ဆင်မှာဖြစ်လို့အဲ့ဒီပွဲကြရင်လည်းဆင်ပြေမှာပါဟုတ်ကဲ့တကယ်ကိုပြောစင်စရာကြီးပေါ့ဗျာခင်ဗျားတို့သိတဲ့အတိုင်းပဲကျွန်တော်တို့အဖွဲ့ကတကယ်ကိုဘယ်လိုပြောမလဲညီကိုမောင်နှမလို့ဖြစ်နေတဲ့ကြောင့်မလို့ရန်ကိုပြောရှင်နေရတယ်လောလောဆယ်တော့ကျွန်တော်တို့နိုင်ပွဲအတွက်အောင်ပွဲခံအောင်မယ်မဟုတ်ပါဘူးလုံးဝအဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့ပါတာဂရင်းနဲ့ပွဲကအာယုံစိုက်မှာပါသူတို့ကရင်ဆိုင်ရခက်ခဲတဲ့အသင်းအသင်းဆိုတာကျွန်တော်သိထားပြီးမို့လို့ကျွန်တော်လိုအပ်တာမှန်တယ်များအကောင်းဆုံးလှုပ်ဆောင်သွားမှာပါဟုတ်ကဲ့ကျွန်တော်တို့မှာအားသာချက်တွေရှိပါတယ်ဒီနေ့ညပွဲမှာလည်းတော့ကျွန်တော်တို့ကောင်းတက်တည်ပြနိုင်ခဲ့လို့ထင်ပါတယ်ကျွန်တော်တို့ဒီမှာကိုသင်းကောင်းတဲ့ကစားသမားတွေအများကြီးရှိနေပြီးတော့ဒါကလည်းကျွန်တော်တို့အတွက်ကောင်းခြင်းလက္ခဏာတစ်ခုပဲလေနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အတွက်ကဒီနိုင်ပွဲကတော့တကယ်ကိုအရေးပါတဲ့ပွဲမို့လို့မဟုတ်ရပါဘူးဘယ်သူနဲ့မှကျွန်တော်တို့မရှင်နိုင်ဘူးလို့ကျွန်တော်မပြောမိပါဘူးအဲ့လိုပြောရင်မစင်ကြရောက်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့မှာယုံကြည်မှုပြီးရှိနေတာတော့အမှန်ပဲလေပြင်သစ်ကပြည်သူပြည်သားတွေအားလုံးကလည်းကျွန်တော်တို့နောက်မှာရှိနေပေးကြမယ်ကျွန်တော်ထင်တယ်ကျွန်တော်တို့ဘက်ကလည်းဒီတိုင်းပဲနိုင်ပွဲတွေရအောင်ဆက်ပြီးကြိုးစားပေါင်းပါပါဟုတ်ကဲ့ဒါကအရင်ကိုရေးပါတယ်လို့ကျွန်တော်ထင်တယ်အမ်ဘာပေကလည်းပဲခက်ခဲတဲ့အချိန်တွေမှာဖြတ်တန်းနေရတဲ့ကျွန်တော်တို့နီးပြကြီးရဲ့အချိန်တွေကိုသူကတိလို့သူကနီးပြကြီးရဲ့ဘေးမှာဆိုဝန်းရံပေးတာတွေရှိတယ်ပါရာဂီနဲ့ပွဲကလည်းခက်ခဲမှာပါပွဲကလွယ်ကူလိုက်မယ်လို့ကျွန်တော်လုံးဝမတွေးတာပါဘူးသူတို့ကဂျာမနီတို့အောင်ဖြုတ်ခဲ့တာဆိုတော့လေအရေးရှိတဲ့အသင်းဖြစ်လို့ပေါ့ဒါကြောင့်မလို့နောက်တစ်ဆင့်တက်နိုင်ဖို့အတွက်ကျွန်တော်တို့ဘာမှမဆိုလုံးပါပါအစွမ်းကုန်လိလာပြင်ဆင်သွားမှာပါတကယ်ကိုအမခမ်းပါပဲအိုလီစီကတော့ဒီကနေ့ညမှာသူ့ရဲ့ပုံစံအတိုင်းပဲသူ့ရဲ့ style ကိုသူပြသွားတာပေါ့သူကသူ့ပုံစံအတိုင်းပဲအသင်းကိုအများကြီးကူညီပေးခဲ့တယ်ဒီလိုမျိုးကစားသမားကောင်းတွေအများကြီးကျွန်တော်အသင်းမှာရှိနေတာကကျွန်တော်တို့အတွက်ကတော့စိတ်ချရတာပေါ့ဗျာဟုတ်ကဲ့ကီလီယန်အမ်ဘာပေလိုထိတ်တန်အဆင့်တန်းရှိတဲ့ကစားသမားတယောက်ဆိုရင်တော့ဂိုးတွေစုဖလာတွေလိုက်လံဆွတ်ခူးဖို့ဆိုတာဒါသူ့ရဲ့တာဝန်ပဲလေဒါကြောင့်မလို့ကျွန်တော်မအံ့ဩပါဘူးကစားသမားအနေနဲ့လည်းသူ့ကိုရအောင်ကူညီပေးချင်ကြတာပါခုနကအိုလီစီကိုပြောခဲ့တယ်လို့မျိုးပါပဲအမ်ဘာပေကလည်းပဲအသင်းကိုနိုင်ပွဲရအောင်ကူညီပေးနိုင်တာဆိုတော့ကျွန်တော်တို့သူ့ကိုလိုအပ်ပါလား